ဝယ်ယူတဲ့ပို့ထိုးနိုင်ကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်မင်္ဂလာပါခင်ဗျာကြော်ရှိတန်လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကြော်ရှိတန်လေးကနေဒါမိတ်ဆက်ပြီးမှာတော့ကျွန်တော်တို့ပူပူရာစက်တီ180ကျွန်တော်ရိုးရအင်ဂျင်ဖြစ်ပါတယ်ဒါကျွန်တော်တို့ဝယ်သူစိတ်ကြိုက်ကျွန်တော်တို့ဆင်ပေးရတာဖြစ်ပါတယ်ဒါစက်တီပူပူရာအစ်စ်ပါမြင်းကောင်ရင်18ကောင်ပါကျွန်တော်ဒိုင်နမိုကတော့ကျွန်တော်တို့15ကီလို3 fit နဲ့ဒါဝယ်သူဆွဲထားတဲ့အတိုင်းကျွန်တော်တို့ပုံလုံးချိုင်းနေနဲ့ကျွန်တော်တို့တွဲပြီးတာဖြစ်ပါတယ်တော့ဒါအခုကျွန်တော်ပူပူရာဖြစ်တယ်ဒါပူပူရာမီးတွဲပါကျွန်တော်ဒါပုံစံပြမှာဖြစ်ပါတယ်ဒီနေ့တစ်ချက်နှိုးပြလိုက်စီစားတတ်တာတဲ့အကျန်းခံနဲ့ရေရှည်အသုံးပြုလို့ရပါတယ်ခင်ဗျာဒါတော့ကျွန်တော်9ကန်သမားတွေသုံးဖို့အားပေးရတာဖြစ်ပါတယ်ဝယ်ယူတဲ့ပို့ထိုးနိုင်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီလျှော့လိုက်ရတယ်အဲ့လိုဒီအားသူက3 fit တော့ပါတော့ပဲစက်တန်ရိုင်းလေးမရှိရိုင်းလေးကျေဒါပုံမှန်တော့တတ်တာပဲဒါလည်းတော့စီသားလုံးလည်းတတ်တာပဲကျွန်တော်တို့ဆက်တန်တော့လည်းတတ်တာပဲဒီနေ့တော့ကျွန်တော်ဒုတိယဖြစ်တဲ့ကျွန်တော်မှပြောတယ်ဒီပေါ်ဒီလည်းရန်ကောင်းပါမယ်ကျွန်တော်တို့အားပေးတဲ့ပုံပုံနိုင်လို့ဒါကျွန်တော်တို့ရဝယ်တာ3-5ပဲတော့ရှိပါဘူးအခုဒါကျွန်တော်တို့မှာအားပေးရတာတော့ဒီမိုက်ဆက်နေတဲ့တိုင်းမှာလည်းအင်းကြီးလို့ကျွန်တော်တို့အားပေးတာဖြစ်ပါတယ်ကျွန်တော်ဆိုင်မှာဒီလိုယူရီးယားအင်းကြီးနဲ့လည်းကျွန်တော်တို့ပြောပြပါတယ်တရုတ်အင်းကြီးနဲ့လည်းကျွန်တော်တို့ပြောပြပါတယ်ဒါလို့ကျွန်တော်တို့ဒါဝယ်ယူပေါ်တာလေးပါ28တောင်းတယ်ကျွန်တော်တို့15တို့ပုံ20နဲ့ဒါကျွန်တော်20နဲ့စဉ်းစားတာဖြစ်ပါတယ်အဲ့လိုပုံမိုင်းွဲတွေဒီလိုအတိုင်းတို့ကျွန်တော်တို့ဆိုင်မှာဒါကျွန်တော်တို့ကြော်ရှိတယ်ဒီမှာဆက်ပြီးဝယ်ယူအားပေးရတဲ့ကောင်ကိုကျွန်တော်တို့ဗီဒီယိုလေးနဲ့တကွကျွန်တော်တို့ပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကြော်ရှိတဲ့လင်းကိုဆိုင်တို့ဆက်သွယ်ဝယ်ယူအားပေးခြင်းတဲ့ customer တွေအတွက်ကျွန်တော်တို့ကြော်ရှိတဲ့လင်းရဲ့ဆိုင်ရဲ့ဒီနေရာကတော့ဘရင်အောင်တီရီမွန်ပလာဇာဝယ်7လမ်းနဲ့2လမ်းတောက်မှာရှိပါတယ်ခင်ဗျာဆိုင်မှတ်ကတော့ဒီ41ပါကျွန်တော်တို့ဆိုင်ကိုဖုန်းပြဆက်သွယ်ဝယ်ယူအားပေးနိုင်တဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ဆိုင်ရဲ့ဖုန်းနံပါတ်တွေကတော့0942060659 0942060658 094394399800ကိုဆက်သွယ်ဝယ်ယူအားပေးနိုင်ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေခင်ဗျာ